င်္ဂလာပါရှင်လက်ဖောက်လေးဆက်ရှင်အလုပ်ရှာဖွေရုံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ညီမလေးအလုပ်9ခုနဲ့လာပြောပေးမယ်နော်အလုပ်နံပါတ်1ကတော့အိမ်ကလုပ်ပဲဖြစ်ပါတယ်အလုပ်နေရာကတော့ဖလာမဆောင်ဖက်မှာရှင်တထင်း၄ယောက်ရှိမယ်နော်လူကြီး2ယောက်ကလေး2ယောက်ရှိတယ်နော်ကလေးကြည့်စရာမလို့ရှင်အိမ်က2ထပ်အိမ်လက်စာကတော့13000နားရက်4ရက်မနိုင် OT 900ပါရှင်အလုပ်နံပါတ်2ကတော့အိမ်ဖော်အလုပ်နော်အင်္ဂလိပ်စကားပြောတတ်ရမယ်ရှင်အလုပ်နေရာကတော့စုခုပင်းမှာပါအိမ်က2ထပ်အိမ်တထင်း2ယောက်ရှိတယ်သမီးဟင်းနဲ့ပပချက်တတ်ရမယ်နော်လက်စာကတော့2000နားရက်4ရက်မနိုင် OT 1000ပါရှင်အလုပ်နံပါတ်3ကတော့ပလီပေါ်ကအလုပ်ပဲဖြစ်ပါတယ်အလုပ်နေရာကတော့ခွန်ကန်ဖက်မှာရှင်တရက်ကို400ပတ်ပေးတယ်အခန်းပေးတယ်ကိုစားရမယ်ရှင်အလုပ်နံပါတ်4ကတော့အိမ်ဖော်ကလေးထိန်အလုပ်နော်အလုပ်နေရာကတော့ချွန်ပူလီဖက်မှာပါရှင်အိမ်က2ထပ်အိမ်တထင်း2ယောက်ကလေး1ယောက်ရှိမယ်ရှင်လက်စာကတော့16000နားရက်4ရက်မနိုင် OT 600ပါနော်အလုပ်နံပါတ်5ကတော့အိမ်ကလုပ်ဆိုင်မိုက်ဖက်မှာရှင်တထင်း2ယောက်ရှိမယ်လက်စာက12000နားရက်4ရက်မနိုင် OT 900ပါရှင်အခုညီမပြောရတဲ့အလုပ်5ခုကိုလုပ်ချင်တော့လက်ဖောက်48ကိုဝေလာစမတ်လို့ရတယ်နော်စမတ်ချင်းမရှိရှင်အလုပ်ရမဝန်ဆောင်ခ1000ပတ်ရှိမယ်နော်ရုံနေ့တိုင်းဖွင့်တယ်ရှင်အလုံးမဲမင်္ဂလာပါရှင်